အဖွင့်မှာစကားလေးပြောကြပေးဖို့တီချဲဒေါ်ချူချူဝင်းကိုလည်းဖိတ်ခေါ်ပါတယ် Okay ကျေးဇူးပါဆိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အားလုံးအတွက်ဆို civil engineer အားလုံးအတွက်အသုံးဝင်တဲ့ဒီ carbonation and chloride attacks အကြောင်းကိုဆရာဦးဆန်းတွေကတော့အားလုံးသိပြီးသားပါဆရာမှာ Facebook channel ရော YouTube channel ရောအဲ့ဒီမှာဆရာ share ထားတာတွေအများကြီးပါအဲ့တော့ဒီနေ့ဒီ talk လေးကိုလာရောက်ခြင်းအပြင်တော့အကျိုးကျေးဇူးတွေအများကြီးရသွားမယ်လို့မျှော်လင့်ပါတယ်ဆရာဦးဆန်းတွေဆက်လို့ရပါပြီเนาะကျေးဇူးလည်းအများကြီးတင်ပါတယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာကြားပါလားကြားပါတယ်ရှင်ကြားပါနော်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ကတော့အမှန်တော့ကျွန်တော်ကြပြားလေးနဲ့စမလို့ဖြစ်technical error ပေါ့လေကြပြားလေးနဲ့ဆိုတော့ဒီကျွန်တော် carbonation နဲ့ chloride အကြောင်းမီးခိုးကြောင်လားစားကြောင်လားဆိုပြီးတော့ကြပြားလေးရေးထားတာရှိပါတယ်လွန်ခဲ့တဲ့3-4လလောက်ကအဲ့ဒါလေးစတင်ပြတာပေါ့နော် Facebook မှာပြန်ရှာဖတ်ရင်တော့ရှိပါတယ်ကျွန်တော်စုထားတယ်အခုတော့နည်းနည်းလေးအချိန်နောက်ကျပြီဆိုတော့မတော်တော့ပါဘူးကျွန်တော် technical ဘိုင်းတွေကပြောစီတာများတယ်နော်ဝါသနာပါရင်တော့လည်းနောက်တော့အဲ့ကြပြားလေးဆက်ဖတ်ပေါ့ပြီးရင်တော့လည်းအချိန်ရရင်ကျွန်တော်တင်ပေးပါမယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကတော့ carbonation နဲ့ chloride တဲ့ပေါ့နော်ဒါကအများဆုံးကျွန်တော်တို့ concrete တွေပစ္စည်းတွေဟာတွေနော်ဘာလို့ဆိုအခုနောက်ပိုင်းကျတော့ပို့ပြီးတော့ဒါလေးကိုဘာလို့ပြောဖို့ပေါ်လာလဲဆိုတော့အကြောင်းကြီးရပါဗျာလွန်ခဲ့တဲ့နှစ်ပြီးခဲ့တဲ့နှစ်ထဲလောက်မှာဒီ AI တွေကခေတ်စားလာတဲ့အခါမှာ AI တွေကိုမေးပြီးတော့တင်တာတွေလည်းတော်တော်များများတွေ့တဲ့အခါကျတော့AI ကတော့ထုံးစံတိုင်းသူကအောက်မှာ notes ပါတယ်လीနော် AI can make mistakes တွေအများကြီးပါတယ်အဲ့တော့အဲ့ဒါတွေပါတော့ကြည့်လိုက်ရင်လှတယ်ဟုတ်တယ်လို့ရှိပေမဲ့လွဲတာတွေပါတဲ့အခါကျတော့အဲ့ဒါတွေတော့ကျွန်တော်တဲ့ပြောပြန်တော့လေနည်းနည်းတိုက်ခိုက်တယ်ဖြစ်မှာဆိုတော့လေအဲ့တော့အားလုံးကိုကျွန်တော်တို့ပါ technically တက်ပဲကျွန်တော်ပြောတော့ပါမယ်နောက်ကျွန်တော်ကိုယ်တိုင်လည်းဒီမှာပြင်ခဲ့တဲ့အတွေ့အကြုံလေးတွေရှိတော့အဲ့ဒါလေးလည်းရှိတော့မှာပေါ့နော်အဲ့တော့အဓိက2 major causes ပေါ့နော်